အမဲမဆလာ60ကျော်ပါမယ်ရေစုံစီးပြီးလှိထားတဲ့မဲသားလေးတွေကိုအိုးထဲထည့်ပေးပါမယ်ပြီးရင်တော့ရေးထည့်မယ်အိမ်မှာအမွှေးကြိုင်မရှိလို့ကျင်းသားပြည့်ရတာထည့်ပါမယ်ပြီးရင်တော့စားထည့်မယ်နည်းနည်းမုတ်ထည့်ပြီးတော့အမဲသားအရင်နူးအောင်ပြုတ်ထားပါမယ်ကျဲသွနီကိုမထူမပါလှိပေးပါမယ်ဒီနဲ့ကျဲသွဖြူကိုလည်းမထူမပါလှိပေးပါမယ်ပြီးရင်တော့အကုန်လုံးရေးစီအောင်ဆေးပေးပါမယ်မဲသားနူးမနူးစမ်းကြည့်ပြီးရင်တော့နူးလိုက်ရင်တော့မဲသားလေးတွေဆယ်ထုတ်ပေးပါမယ်ပြီးရင်တော့မဲသားကိုရသမှုတ်ပဲနေပေးပါမယ်ပြုတ်တဲ့ထဲမှာစားထည့်သုံးတာလို့ပါရသနေပြီးရင်တော့မဲသားကြိုပေးပါမယ်မဲသားကြော်နေတော့မှရေးဆေးပြီးဆက်ထားတဲ့ကျက်သွန်နီကိုအကြုံမုတ်ထည့်ပြီးတော့နေထားပေးပါမယ်မဲသားတွေကိုကြက်ညှိအောင်အပေါ်အောက်လှန်ပေးပြီးရင်တော့မဲသားကြိုလေးရပါပြီအကြုံမုတ်နေထားတဲ့ကျက်သွန်နီကိုကြိုပေးပါမယ်နီနီလေးနဲ့ကျွတ်ကျွတ်လေးဖြစ်တဲ့အထိကြိုပေးပါမယ်ရှင်ကျက်သွန်ကြိုရရင်စိတ်ပေးပြီးတော့ကြံတဲ့ကျက်သွန်ဖြူနဲ့ကြီးကိုကြိုပေးပါမယ်ကျက်သွန်ဖြူကျွတ်တဲ့အထိကြိုပေးပါမယ်ရှင်ကျက်သွန်ဖြူကျွတ်လိုက်ရင်တော့လှီးထားတဲ့ရုပ်ဒီစိမ်းမှာထည့်ကြပါမယ်ပြီးရင်တော့ပြင်းတော့တဲ့ရန်စီတက်ရက်လေးပါထည့်ကြပေးပါမယ်ရှင်နဲ့လေးကတော့အရန်မှုေးနေပါပြီကြော်ရတာလေးတွေလိုချင်တဲ့နေထားရပြီဆိုရင်တော့ရုပ်ဒီခွဲချမ်းထည့်ပြီးတော့ကြော်ပေးပါမယ်ရုပ်ဒီခွဲချမ်းကိုတော့3စွန်းထည့်ထားပေးပါတယ်ရုပ်ဒီနဲ့မှုေးလိုက်ရင်တော့ကြော်ထားတဲ့မဲသားထည့်ပေးပါမယ်တေချာလေးမှုေးပေးပါမယ်ရှင်ပြီးရင်တော့ကြော်ထားတဲ့ကျက်သွန်နီထည့်ပေးပါမယ်ရသမုတ်နည်းနည်းငံပြရည်နည်းနည်းမဆလာလေးပါအုပ်ပေးပါမယ်ရှင်နောက်ဆုံးမှာတော့အမဲမဆလာ64ရပါပြီနောက်ဗီဒီယိုအတွက် like and follow လေးလုပ်ရပေးပါဦးရှင်